မင်္ဂလာပါကျွန်တော်ဆရာဝန်နောင်လင်းကပါတီတီမြူချင်းပြည်နယ်ကပါတီတီမြူကကျွန်တော်တို့ COVID-19 တုန်းကပထမလူနာတွေ့တယ်ဆိုတဲ့အဆွဆွေးခံတဲ့မြူကနေပါအဲ့ဒါကြောင့်အားလုံးကသိကြမှာပါမြန်မာပြည်မှာရှိသောဓမ္မမေဆွေများတငယ်ချင်းများကျွန်တော်ကိုဘာသာတရင်တဘာသာစကားနဲ့မဟောဘဲနဲ့ဒီနေ့အတတ်နိုင်ဆုံးမြန်မာလူနဲ့ခရစ်စမတ်အကြောင်းကိုကျွန်တော်နည်းနည်းဝေငှချင်တယ်ခရစ်ယာန်အကြောင်းမဟုတ်ဘူးเนาะခရစ်စမတ်အကြောင်းကိုကျွန်တော်ဝေငှမှာဖြစ်ပါတယ်ကျွန်တော်တို့ခရစ်စမတ်ဆိုတာခရစ်ယာန်ဘာသာမပေါ်ခင်ရှိပြီးသားပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ခရစ်ယာန်ဘာသာကAD 35နောက်ပိုင်းဒီတမန်တော်ဝတ္ထုအခန်းကြီး7အငယ်26မှာအန်တီအိုဆိုတဲ့မြို့ကနေခရစ်တော်ရဲ့နောက်လိုက်များကိုခရစ်ယာန်လို့သတ်မှတ်တယ်အဲ့ဒီမတိုင်ခင်ကျွန်တော်ခရစ်မတ်ရှိတယ်အဲ့ဒါကြောင့်ခရစ်မတ်ကကျွန်တော်ခရစ်ယာန်ဘာသာယုံကြည်သူများနဲ့ဘယ်မဆိုင်ပဲနဲ့ကျွန်တော်လူသားအားလုံးနဲ့သက်ဆိုင်တယ်ဆိုတာပထမကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ဂျန်ပိုက်တပိုက်အရင်ဖတ်ကြရအောင်ရှင်လုကာအခန်းကြီး2အငယ်30မှာလူအပေါင်းတို့အတွက်အလွန်ဝမ်းမြောက်ဝမ်းသာစရာကောင်းတော့အလွန်ဝမ်းမြောက်ဝမ်းသာစရာကောင်းတော့တည်င်းကိုငါသည်တင်တို့အားကြားပြောရ၏တဲ့ဒီမှာလူအပေါင်းတို့အတွက်အလွန်ဝမ်းမြောက်ဝမ်းသာစရာကောင်းတော့တည်င်းကခရစ်မတ်တည်င်းပေါ့နော်ခရစ်မတ်ကခင်ဗျာအတွက်လည်းဖြစ်တယ်ကျွန်တော်အတွက်လည်းဖြစ်တယ်ဘာဖြစ်လို့လဲเนาะကျွန်တော်တို့အသက်တာမှာဝမ်းမြောက်ခြင်းဝမ်းသာခြင်းငြိမ်သက်ခြင်းကိုရချင်ကြတယ်ပိုက်ဆံရှာတယ်ပညာရှာတယ်ဟိုးအကုန်လုံးလို့တယ်ဘာဖြစ်လို့လဲကျွန်တော်တို့စိတ်ချမ်းသာမှုเนาะဝမ်းမြောက်မှုဝမ်းသာမှုရချင်လို့ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဝမ်းမြောက်ခြင်းစိတ်ချမ်းသာခြင်းကိုမရနိုင်တာအချက်တော်တစ်ခုရှိတယ်အဲ့ဒါကယောမအခန်းကြီး3အငယ်23မှာလူအပေါင်းတို့သည်ဒုစိတ်ကိုပြု၍ဖယားသခင်ရှိတော်၌အတည်ပြကြပြီတဲ့နော်လူအပေါင်းတို့ဒီမှာလူအပေါင်းတို့သည်ဒုစိတ်ကိုပြု၍ဖယားရဲ့ရှိမှာအတည်ပြကြ၏နော်ကျွန်တော်တို့ကုသိုလ်တပည့်ငရဲတပိတာဆိုတယ်လို့ပေါ့နော်ဖယားရှိမှာကျွန်တော်တို့မျက်နှာသာရဖို့ကျွန်တော်တို့ဘက်ကဒုစရိုက်အဖြစ်လုံးဝမဖြစ်နိုင်ဘူးဆိုတာကျွန်တော်တို့တွေ့နိုင်တယ်အဲ့ဒီဒုစရိုက်အပိကြောင့်ကျွန်တော်တို့ကအပိစီရင်ခြင်းကိုခံရမှာဆိုတာကျမ်းစာမှာဖော်ပြတယ်ရှင်ယောဟန်ခန်းကြီး9အငယ်24မှာခရစ်တော်ကငါကိုစီလို့တော်မူသောသူကိုယုံကြည်သောသူသည်ထာဝရအသက်ကိုရသည်ဖြစ်၍အပိစီရင်ခြင်းကိုမခံရဒီချင်းမှာအသက်ရှင်ခြင်းတို့ကိုမြောက်တော်သူဖြစ်၏တဲ့ကျွန်တော်ခရစ်စမတ်ကပါလဲဆိုလို့ရှင်ကျွန်တော်တို့ကြည့်တဲ့အခါထာဝရအသက်ရဖို့ရဲ့အပိစီရင်ခြင်းမခံရဘူးအပိစီရင်ခြင်းဆိုတာထာဝရအပေငရဲမရောက်ဘူးပေါ့နော်အဲ့ဒီထာဝရအပေငရဲကနေလွတ်မြောက်ဖို့ကျွန်တော်တို့ပိုက်ဆံနဲ့လည်းဝေလို့မရဘူးဘယ်ကုတုပဲလို့ဘာကုတုပဲလို့ကျွန်တော်တို့မရနိုင်ဘူးဘယ်အသင်းတော်ကလည်းမပေးနိုင်ဘူးဘယ်လိုမျိုးကလည်းမပေးနိုင်ဘူးเนาะဘယ်အစိုးရကမှလည်းကျွန်တော်တို့ဒီထာဝရတက်ကိုမပေးနိုင်ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ခရစ်တော်ကကျွန်တော်တို့အသက်ပြင်ဆင်ထားတယ်เนาะဒီချင်းတရားကနေလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့ကဒီခရစ်မတ်ရဲ့အနှစ်သာရဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရှင်ယောဟန်ခန်းကြီးအငယ်1မှာကိုတော်ကိုယုံကြည်တော်သူတို့အားဖယားသခင်ဤတာဖြစ်ရသောအခွင့်ကိုပြီးတော်မူ၏တဲ့နော်ကျွန်တော်တို့အပိသားကနေဖယားသားဖြစ်ဖို့အခွင့်အရေးကခရစ်မတ်ရဲ့အနိတာရဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီခရစ်မတ်အတွင်းမှာစိတ်နှလုံးသွင်းဖို့ရာနော်လူအပေါင်းတို့အတွက်ဝမ်းမြောက်စရာတည်လူအပေါင်းတို့ဒီအပိတိုစေပြုတော်ကြောင့်ဖယားရှိမှအတည်ပြကြသည် ဒ
ဒီမှာလူသားအပေါင်းတို့အတွက်ကျွန်တော်တို့တခုတီးတော့ကျွန်တော်တို့တည်င်းကောင်းရှိတယ်ကျွန်တော်ဖတ်ပြမယ်တိမောသေပထမအစာဆောင်အခန်းကြီး2အငယ်4ကနေဖတ်မယ်လူအပေါင်းတို့သည်ကေတင်ချင်းတို့ရောက်၍တမန်တရားကိုသိစေခြင်းကဖယားအလိုတော်ရှိ၏တဲ့နော်ဖယားရဲ့အလိုတော်ကနော်ခင်ဗျာအတွက်ကျွန်တော်အတွက်ဒီမှာပြင်ဆင်ထားပြီးပါလေကေတင်ချင်းဆိုတာကျွန်တော်တို့လောကမှာရှိတော့ကေတင်ချင်းမဟုတ်ပဲနဲ့နော်ထာဝရအပင်ငရေကနေကေတင်ချင်းအပိစီရင်ချင်းကနေကေတင်ချင်းဆိုတာကိုဒီမှာဖော်ပြတယ်ပြီးတော့ကျွန်တော်တို့ဖယားတဆူတီးရှိတော်မူ၏ဖယားနဆူမရှိပါဘူးဖယားတဆူပဲရှိတယ်ဖယားနဲ့လူတို့စัจ जा မှာလူဖြစ်သောယေရှုခရစ်တီဟူသောအာမခံတူတီရှိ၏သူအာမခံဒီလူအပေါင်းတို့ကိုရွေးအံတော်ငါကိုစွန့်တော်မူပြီတဲ့နော်ဒီမှာကျွန်တော်တို့လူအပေါင်းတို့ဆိုတာနှစ်ကြိမ်တွေ့တယ်လူအပေါင်းတို့ကပြည့်တင်ခြင်းရမယ်လူအပေါင်းတို့ကိုခရစ်တော်ကရွေးနှုတ်တယ်သူ့အသက်တာနဲ့ကျွန်တော်တို့အတွက်သူကကယ်တင်ခြင်းတရားကိုပြီးစတဲ့ဆိုတဲ့သဘောဖြစ်ပါတယ်ပြီးတော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ရှမတဲ့ခရိယန်အခန်းကြီးတဲ့အငယ်30မှာသူတို့သမီးကညာတွေပရိသေဆွဲယူ၍တားယောက်ျားကိုဖွားမြင်လက်တန်ထိုသားကိုအမနူလာအမိဖြင့်မဲ့ရလက်တန်ဟုလာတတိအမနူလာအနစ်ကငါတို့နဲ့အတူရှိတော်မူသောဖယားဟုဆိုလိုတတိတဲ့ဖယားကကျွန်တော်တို့ဒီလောကတဘာဝနဲ့တဘောတရားနဲ့နားလည်တဲ့အခါဟိုတောင်ဖို့ဖယားဒီတောင်ဖို့ဖယားဟိုမီပြန်ဖယားဟိုအတင်းတော်ဖယားဟိုဘာသာဖယားဆိုပြီးတော့ကျွန်တော်တို့နားလည်ကြတယ်ဒါပေမဲ့ဒီမှာဖယားဆိုတာကခင်များနဲ့အတူဘယ်တော့ဘယ်နေရှိခြင်းတော့ဖယားဖြစ်တယ်အထူးသဖြင့်ကျွန်တော်အသက်တာမှာဖယားကနေခြင်းတယ်ကျင့်ဝတ်ခြင်းတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ခရစ်စမတ်အတွင်းမှာကျွန်တော်စိတ်ထဲမှာကျင့်ဝတ်ပါကျွန်တော်စိတ်ထဲမှာချမ်းသာခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းပြီးတော်မူပါဆိုပြီးတော့ဆုတောင်းလို့ရှိရင်ခရစ်စမတ်ရဲ့ကောင်းချီးခရစ်စမတ်ရဲ့ blessing ကကျွန်တော်တို့ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့ဝင်လာတာကခရစ်စမတ်ကခရိယန်ဘာသာယုံကြည်သူများတို့မဟုတ်ဘူးခင်ဗျားနဲ့ကျွန်တော်တို့ဖြစ်တယ်ဒီစိတ်ချမ်းသာခြင်းနော်ဒီဝမ်းမြောက်ခြင်းကဒီနေ့ခရစ်စမတ်အတွင်းမှာခင်ဗျားရဲ့အသက်တာမှာတည်ရောက်နိုင်ဖို့ကျွန်တော်ဆုတောင်းပေးတယ်ဘုရားတခင်ကောင်းချီးပေးပါစေ Merry Christmas to you all thank you very much